基定千张路表来看嘛，就那张过，就那没人知道在地看呢，就那把嘞。ဒီခရိယန်မိသားစုတွေကမွေးဖွားလာတာဖြစ်တယ်ကျွန်တော်ဖေကကျောင်းဆရာဖြစ်တယ်အမေကတော့တောင်သူဖြစ်တယ်ကျွန်တော်အတင်းတော်မှာကျွန်တော်ဘုရားကျောင်းတက်တယ်တက်တော့ကျွန်တော်အတင်းတော်မှာရှိတယ်ကျွန်တော်တို့ရဲ့အတင်းတော်ကျောင်းတော်နာမည်တော့သူလည်းဖော်ပြလို့ဘူးเนาะချုပ်လူတွေတည်ပြီးသားဖြစ်တယ်အတင်းတော်ကျောင်းကိုကျွန်တော်ပြောချင်တာမဟုတ်ကျွန်တော်တို့အကျောင်းကိုကျွန်တော်ပြောတာဖြစ်တယ်အတင်းတော်မှာကျွန်တော်ဘုရားကျောင်းတက်ရင်းနဲ့တက်တယ်ဆိုတာမရှိဘူးတနင်္ဂနွေနေ့တိုင်းလို့ကြားမှာရင်ကျွန်တော်ဘုရားကျောင်းတက်တယ်ဒါပေမဲ့အဲ့မှာဟောတဲ့ပါစတာရဲ့တော်တော်များတရားဟောချက်တွေလည်းကျွန်တော်အလွတ်တောင်ရတယ်ဘယ်သူဟောရင်ဘာဟောမှာလဲဆိုတာကျွန်တော်စိတ်ထဲအလုံးခံမှန်းပြီးသားကန်ဆူးတဲ့အရာတစ်ခုကတော့ဘာလဲဆိုရင်ကျွန်တော်ရဲ့အတင်းတော်မှာလက်ရှိအခု2025ဘယ်နှလပိုင်းလဲဇူလိုင်လဟုတ်တယ်နော်2025ဇူလိုင်လအထိကျွန်တော်အရင်တော့ကပါဝင်ခဲ့တဲ့အတင်းတော်မှာအဲ့ဒီအတင်းတော်ကပါစတာတပါးပါကဒီတင်ချင်းအကြောင်းဝင်ဟာလို့ပြောင်းလဲတယ်လူဆိုတော့ကျွန်တော်တရားမမြင်ဘူးသေးဘူးနော်အခုချိန်ထိ2025ဘာလဲဇူလိုင်အထိကျွန်တော်ခါမှမြင်ဘူးသေးဘူးအဲ့ဒီအတင်းတော်မျိုးမှာကျွန်တော်ပါဝင်ခဲ့တာဖြစ်တယ်အဲ့ဒီခါကျတော့အတင်းတော်ရဲ့ထုံးတမ်းစင်လာရ7နှစ်မှာကျွန်တော်ဘာလဲဒီဖြန်းနှစ်ချင်းမဲ့လိုက်တာလဲ7နှစ်မှာ7နှစ်ဆိုတော့နှစ်ချင်းခံလိုက်ဆိုပြီးအမှကျွန်တော်နှစ်ချင်းခံတယ်ကျွန်တော်ကတော့ကောင်းတဲ့ဘုရားကျေးဇူးတော်ကြောင့်ကောင်းတဲ့ຢာတစ်ခုကဘာလဲဆိုရင်ဘုရားကျေးဇူးတော်ကျွန်တော်ချီးမွမ်းနှစ်ချင်းခံပေမဲ့ကိုဘယ်လိုသဘောပေါက်လဲဆိုတော့ငါကborn again မရသေးဘူးဆိုတော့ကိုကောင်းသိတယ်နှစ်ချင်းခံပေမဲ့ပြောပါအောင်နှစ်ချင်းခံပေမဲ့မပြောင်းလဲသေးဘူးဆိုတာနားလည်တယ်ပြောင်းလဲသေးဘူးဆိုတာနားကျွန်တော်ကြားထဲမှာလည်းအခုလည်းရှိလိမ့်မယ်ဒီထဲမှာနှစ်ချင်းတော့ခံပြီးသွားပြီဒါပေမဲ့ငါကိုယ်တိုင်ကတကယ်မပြောင်းလဲသေးဘူးပဲဆိုတဲ့လူတွေရှိကြမှာပဲเนาะဆိုတော့ကျွန်တော်ကတော့အဲ့လိုမျိုးလူထဲမှာပါတယ်ကိုမပြောင်းလဲဘူးဆိုတော့ရှင်းလင်းသိတယ်မလေးရှားမှာကျွန်တော်တစ်ခေါက်တင်တန်းလို့တော့ကျွန်တော်ရွာလူတယောက်နာမည်မပြောလို့ဘူးကျွန်တော်လာနှုတ်ဆက်တယ်ဟာဆရာဂျေစုတင်တဲ့နှုတ်ကပတ်တော်ဝင်ခါတာတယ်ဟုတ်ပြီဂျေစုတင်တဲ့ကောင်းတယ်ဘာအတွက်လဲဂျေစုတင်တာလဲလို့ပြောကျွန်တော်ကိုင်မန်တကူကိုဟီလကစတဲ့ကမလို့စင်ဇာလကမင်းဒီအဲ့ဒါကိုအားရပါရလာပြောပြတာသူများတွေကောင်းကင်သွားမယ်ဖရားရတယ်ဆိုတာပြောတယ်သူကတော့ကိုင်မန်တကတီနော်ရေးသွားမယ်ရှင်းလင်းတည်တယ်တကယ်ကိုတည်တာကမင်းတက်လို့သူကလာပြောတယ်ဆိုတော့ကျွန်တော်မပြောင်းလဲခင်မှာကိုယ့်ကိုဖရားမရဘူးဆိုတာပြောပါအောင်ဖရားမရဘူးဆိုတော့ကောင်းကောင်းသိတယ်ဘာသာရေးတွေမှာတော့နေမဲ့ဖရားမရဘူးကျွန်တော်ကအဲကြောင့်ကျွန်တော်နေရင်းနဲ့အကြောင်းကျွန်တော်စီးပွားရေးတွေဘာလို့လုပ်ချင်နေတာပြောရင်ကြားတယ်မိသားစုခက်ခဲတွေကြောင့်ဒါပေမဲ့လုပ်မဲ့ဥစ္စာတွေကပြတ်သွားတယ်မလေးရှားသွားဖို့အဲ့ဒါနဲ့ကျန်းစာကြောင်းရောက်သွားတယ်ကျန်းစာကြောင်းရောက်တဲ့အခါမှာဆရာတွေကမေးတယ်မင်းကေတင်ချင်းရပြီလားလို့မေးတယ်ကျွန်တော်ရပြီလို့ပြောလိုက်တယ်အဲ့ဒါနဲ့ဆရာကကြည့်တဲ့အခါမှာမင်းကမရမယ်ပုံမပေါ်ပါဘူးဆိုတော့သူလည်းသဘောပေါက်တယ်နော်ချုပ်တော်သူတွေနဲ့တူတယ်ဒီမှာရှိတဲ့လူတွေချုပ်တော်သူတွေနဲ့အဲ့ဒီခါကျတော့မင်းကေတင်ချင်းဘယ်လိုရလဲလို့မေးတယ်ကျွန်တော်ဖះကြောင့်မြေးတဲ့တက်ဖူးတဲ့လူတယောက်ကကေတင်ချင်းဘယ်လိုရတယ်လဲလို့မေးတာကဖြေဖို့မခက်ဘူးလေကျွန်တော်ဘယ်လိုဖြေလိုက်လဲဆိုတော့ခရစ်တော်ကအတီခံပေးလို့ကျွန်တော်ကေတင်ချင်းရတာဘောလို့ဖြေလိုက်တယ်ဒါလည်းမှန်တာပဲလေမလားဆိုတော့သူကကြည့်တဲ့ခါမှာတချို့သူတွေဆိုကေတင်ချင်းရလာတာနဲ့ပဲလက်ခံပြီးကျွန်တော်ကိုကြည့်တဲ့ခါမှာကောမရဘူးဆိုတော့သဘောပေါက်တယ်သူလည်းနည်းနည်းညှစ်ချင်တာပေါ့အဲ့ဒါနဲ့ခရစ်တော်တီခံတာနဲ့မင်းကေတင်ချင်းရတာဘာဆိုင်လဲလို့ပြန်မေးပြန်တယ်ကျမ်းစာကြောင်းပါလေခရစ်တော်တီခန္ဓာနဲ့မင်းကေတင်ချင်းရတာပါဆိုင်လေလို့မေးတော့ဒါလည်းကျွန်တော်အတွက်ကတိတ်မခက်ဘူးဘာလို့ဆိုတော့အမြဲတမ်းဖျားကြောင်တက်တယ်လေအဲ့ဒီခါကျတော့ခရစ်တော်တီခန်ပေးတာကိုပြည်သားတွေအတွက်တီခန်ပေးတော့ယုံရင်ကေတင်ချင်းရတယ်လို့ပြောတယ်လေအဲ့ဒါကြောင့်ကျွန်တော်လည်းယုံလို့ကေတင်ချင်းရတာပေါ့လို့ပြောတာအဲ့ဒါသူလည်းကောင်းငိမ့်ပြီးတော့မှသွားဗာလဲဝင်ကြီးသွားတွန်းဆိုပြီးတော့ပြောလိုက်တယ်လက်ခံလိုက်ယူဆိုတော့သဘောပေါက်တယ်ပြောချင်တဲ့အရာကဒီနေ့တင်ပြောရင်လူတွေကိုလိန်လို့ရတယ်အခုကျွန်တော်ခဏနေကြမေးမယ်ခင်ဗျာကေတင်ချင်းရပြီလားဆိုတဲ့အကြောင်းကျွန်တော်မေးမယ်ဒါပေမဲ့ခင်ဗျာအချင်းတီလိန်ပါခင်ဗျားတို့ထဲမှာလိန်ပါတချို့သောသူတွေကပထမနေ့မှာလိန်တယ်ဒုတိယနေ့မှာဝန်ခံတယ်တချို့သောသူတွေကဒုတိယနေ့မှာလိန်တယ်တတိယနေ့မှာမှန်ပြောတယ်စရုပ်ထနေ့မှာမှန်ပြန်လိန်တယ်အဲ့လိုမျိုးမလိဝိလေကြောင့်ပတ်သမားတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်လောက်တာကြာပြီမျက်နှာကြည့်တာနဲ့သိတယ်ခင်ဗျားမျက်နှာကြည့်တာနဲ့ထူးထူးထွေပြောစရာမလိုဘူးခင်ဗျားဘယ်လိုလူလဲဆိုတော့ကျွန်တော်တော်တုံးတက်တဲ့အထင်းမှာတော့အပါကျွန်တော်ကတားတော်တယ်နော်တုံးတက်တဲ့အထင်းမှာတော့လေဆိုတော့ကျွန်တော်ဗာလဲအဲ့မှာအကျမ်းသာကြောင်းတက်ရင်းနဲ့ကျွန်တော်ကျမ်းသာကြောင်းတက်ရင်းနဲ့ပြောင်းလဲတာကျွန်တော်ထူးဆန်းတယ်ကျွန်တော်2005မှာ Robert Breaker ရဲ့ခုလိုင်းပေါ်မှာရန်နာမည်ကြီးတယ်မပြောင်းလဲဘူးဗာလဲ Robert Breaker က How to be born again ဆိုတဲ့ခွေကိုကျွန်တော်ကဒင်ပေါ်မှာကျွန်တော်နားထောင်ရင်းနဲ့ကျွန်တော်ပြောင်းလဲသွားတာဖြစ်တယ်နော်အဲ့ဒီကကျတော့ကျွန်တော်ပြောင်းလဲတဲ့အခါမှာနားမှာဘယ်သူမှမရှိဘူးဘယ်သူမှလည်းပြောင်းလဲပြီလို့လည်းမပြောဘူးကျွန်တော်ကိုဒါပေမဲ့ကျွန်တော်အဲ့ဒီမှာအော်ကိုတော့ကျွန်တော်မြေတာမျောလစ်နေတဲ့တောင်းတနေတဲ့ဆာငတ်နေတဲ့တရားဟောတာပြိုင်လို့ရတယ်ခတူလေးအင်္ဂလိပ်လိုဟောကိုလေးအင်္ဂလိပ်လိုတီးတယ်လို့ဟောဗမာလိုဟောတယ်ကိုလေးဗမာလိုတီးတယ်လို့ဟောလို့ရတယ်ဒါ
ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဘယ်အချိန်မှာဝိညာဉ်ပိုင်းမှာစောက်တီမရဖြစ်တယ်လေလို့မေးရင်ကျွန်တော်ရဲ့သက်တာထဲမှာကြည်တင်ချင်းရတဲ့သူကသူကြည်တင်ချင်းရတဲ့အကြောင်းကိုကနရှင်းရှင်းလင်းလင်းဘယ်နေရာမှာရပါတယ်ဘီဆရာဟောတဲ့အခါမှာရပါတယ်ရတဲ့အခါမှာရှင်ဘောလူကဒမတ်စကတ်မြို့ဝင်မှာရပါတယ်ဘသူကိုတွေ့လဲခရစ်တော်ကိုတကယ်တွေ့ခဲ့ပါတယ်ကြည်တင်ချင်းရတော့ကဘလို့ဖြစ်လဲ3ရက်လုံးမျက်မမြင်ဖြစ်သွားခဲ့တယ်အဲ့ဒါခါကျတော့ဘာဖြစ်လဲအစာမစားနိုင်ပဲ3ရက်လုံးကျွန်တော်မျက်စိမမြင်ပဲနေခဲ့တယ်အဲ့ဒါမှဗာလေလူတယောက်ကလာပြီးဆူတောင်းပေးတဲ့အခါမှာစားတဲ့ဖြင့်သူ့ရဲ့ကြည်တင်ချင်းအကြောင်းကိုရှင်းလင်းတက်တည်ခံတဲ့လူနဲ့ကြုံတဲ့အခါတိုင်းမှာI don't have that ကျွန်တော်အဲ့ဒီအတွေ့အကြုံမရှိဘူးကြည်တင်ချင်းဗာလေကြည်တင်ချင်း salvation experience မရှိဘူးဆိုတော့ကျွန်တော်သဘောပေါက်တယ်ကိုနားတော့မလီဘူးလားနားလီတယ်ဒါနားလီတယ်ပြောနိုင်တယ်ဒါပေမဲ့မရှိတာကပါလေစိတ်ချမှုမရှိတာအခုလေကျွန်တော်တို့ထဲမှာခက်တာကအဲ့ဒါပဲတချို့သောသူတွေကဟာငါလည်းနားလီတယ်နော်သူလည်းနားလီတယ်ဘာဖြစ်လို့သူကြတော့ကြည်တက်တည်ခံစီရရှိတယ်သူကြတော့လွတ်မြောက်သွားတယ်ငါဘာဖြစ်နေတာလဲဆိုတာအဲ့ဒီနေရာလေးမှာကြံတာဘယ်မှာကြံတယ်လဲဆိုရင်တော့တင်းအုံနောက်တော့ပြောင်းလေးသွားပြီအုံနောက်နေတော့ဒီနားလီပြီဒါပေမဲ့ဘာဖြစ်လဲဖျားကိုယ်တိုင်တင်းကလွတ်ပေးတယ်ဆိုတာမရှိသေးဘူးတနည်းအားဖြင့်ရည်နစ်တဲ့သူတယောက်ကိုသူဘလို့တင်ပေးပါတယ်လို့ပြောရင်လည်းမလွတ်နိုင်ဘူးဒါပေမဲ့ကေမဲ့လူတယောက်ကသူ့ကိုကင်လိုက်တဲ့အခါမှာသူလည်းတည်ပြီငါကိုတယောက်ကဗာလဲတူးထီလိုက်ငါကိုတယောက်ကင်လိုက်ငါကိုတယောက်တက်တည်ပေးလိုက်ပြီဆိုတာသူကောင်းသူတိမှာပဲနော် something has been changed ဆိုသူတိမှာပဲဒီလိုပဲကျွန်တော်တို့ကအုံနောက်နေတော့အားလုံးသိတယ်ပြဿနာကဘာဖြစ်လဲနှလုံးသားထဲမှာဖျားရည်တက်တည်မရှိဘူးပြောပါအောင်အုံနောက်နေတော့သိတယ်ဘာမရှိတာလဲနှလုံးသားမှာဖျားရည်တက်တည်မရှိဘူး they have head knowledge they don't have heart experience with God ဖျားကြောင်းကိုတော့ head knowledge သိတယ်ဒါပေမဲ့နှလုံးသားမှာဖျားနဲ့တွေ့ကြုံဘူးပါတယ်တူတည်ဘူးပါတယ်ခံစားဘူးပါတယ်ဆိုတာရှိလားမရှိဘူးအဲ့ဒါကြောင့်ဗာလဲယောဟန်ပထမဆောင်အခန်းကြီး9အငယ်30မှာလားဖျားသခင်ရဲ့သားတော်ကိုရတော်သူသည်ထိုသက်တွေကိုရတယ်တဲ့ပြောပေါင်းဖျားသခင်သားကိုရတော်သူသည်ထိုသက်တွေကိုရတယ်ယေရှုကိုရတဲ့ခံပါရလဲသက်တွေရတယ်ဘာပြောင်းလဲသွားလဲဆိုတဲ့သက်တွေရမှာဖြစ်တယ်ကျွန်တော်ယေရှုကိုရတယ်ဘာမှမပြောင်းလဲဘူးဆိုရင်တော့ဖြစ်နိုင်မလားဖြစ်နိုင်ဘူးအဲ့ဒါကျွန်တော်စဉ်းစားရမှာဖြစ်တယ်ဆိုတော့အဲ့ဒါကေတင်ချင်းရပြီးတဲ့အခါမှာကျွန်တော်စိတ်ထဲမှာအရင်တော့ကကေတင်ချင်းမရခင်မှာမိသားစုတွေဆိုမှကျွန်တော်မဝင်ခချင်ဘူးသိပြီးတော့မှဘာကြောင့်လဲဆိုတော့ तू ကကိုယ့်အကြောင်းဆိုးကောင်းသိထားတယ်လေနော်ဘုရားကျောင်းထဲမှာမိသားစုပါလာပြီးတရားဟောပဲဆိုတော့ဒီလိုထည့်ပြီးတော့မှဟောတော့တာဒီဘက်မှာဖေးတွေ့ပြီးဆိုဒီဘက်မှာအမေပြန်ပါလာသေးတယ်ဒီဘက်မှာအမကြီးပါလာသေးတယ်ဆိုဒီလိုပဲဟောရတော့မှာရင်ဆိုင်လို့မရတော့ဘူးသူတို့မျက်နှာကိုဘာဖြစ်လို့လဲကိုကဟန်ဆောင်နေဆိုဒီကောင်ငါသားဟန်ဆောင်နေတယ်ငါမောင်လေးကိုမှဟန်ဆောင်ပြီးဟောနေတယ်ဆိုတဲ့မျက်နှာထားတွေကိုကောင်းသဘောပေါက်တယ်လေအဲ့ဒီခါကျတော့လိန်လို့မရနိုင်ဘူးဒါပေမဲ့ဘုရားယေရှုတော်ကြောင့်ထာဝရသက်တကယ်ရတဲ့အခါမှာဘုရားနဲ့တကယ်ရတဲ့အခါမှာသူများတွတ်တောင်မှဝင်ဟခြင်းနဲ့ကိုယ့်ယမိသားစုကိုပထမဦးစားပေးဖြစ်ရမှာပေါ့ဆိုတဲ့စိတ်ကကျွန်တော်စိတ်ထဲမှာအရန်တောက်လောင်တယ်ဘုရားယေရှုတော်ကြောင့်ဟာလေလုယာအဲ့ဒါကပြောင်းလဲခြင်းရဲ့ဗာလေသက်တည်တဲ့စိတ်တစ်ဆောင်ဖြစ်တယ်ဒါတော့ကျွန်တော်အများကြီးမဆိုလို့တော့ဘူးဆိုတော့ကျွန်တော်ပြောင်းလဲပြီးနောက်ပိုင်းမှာကျွန်တော်စိတ်ထဲမှာဘာခံစားရတယ်လဲဆိုရင်တော့ခမည်းတော်လို့နော်ဘုရားကျောင်းလဲသွားတယ်ကျမ်းစာကျောင်းလဲတက်တယ်ဘွေလဲရတယ်တချင်းဒီပါလဲဦးဆောင်တယ်နော်ဆူတောင်းဒီလဲဗာလဲရှည်တယ်ကျုပ်တခါတလေမှာအရန်ဆူတောင်းရှည်တဲ့သူတွေကမပြောင်းလဲတဲ့သူဖြစ်တတ်တယ်နော်သဘောပေါက်လားဘာဖြစ်လို့လဲဆိုတော့ तू ကဝိညာဉ်အထာကိုသဘောပေါက် तू ကဒီပါလဲဒီအတွေးခေါ်နေပဲငါဆူတောင်းရင်ငါဆရာကြီးပဲဆိုတဲ့အထာမျိုးနဲ့လေအဲ့ဒါလေကျွန်တော်နားလေဖို့လိုအပ်တယ်နော်တခါလေတက်တီခဏခါနေမပြောင်းလဲတဲ့သူဖြစ်နိုင်တယ်နော်ခဏဆူတောင်းရှည်တဲ့အဲ့ဒီလူတွေကမပြောင်းလဲတဲ့သူပုံများတယ်ပြောင်းလဲတဲ့သူကအပြင်ပန်းမှာတိတ်ဖြူမဆိုင်တော့ဘူးအတွင်းပိုင်းမှာပဲသူ့ကိုသူပါလဲ build up လုပ်တော့တာဖြစ်တယ်ပြီးမှဘလို့လူတွေဘလို့မြင်မလဲဆိုတာသိအရင်မကြည့်တော့ဘူးလေနော်